我那个哈那个你那个喏。โอชัวเคล็ดกอกาเดลอมิยาไม่เต้นเต้คอโซโซตะโกพโนติยาI'm doing okay, thank you. Oh, Mia, I was a little bit busy yesterday. Thank you for that. Yes, of course. Of course, of course. All the topic is where the topic ne is coming. Just need to sit. Senazua. Kalumu ya. I just don't feel comfortable here. Okay, no, that was it. No, the niña ini. You can't do see nya weda. เข้ามาเดี๋ยวบ้านสัตว์เตะชายชาวอะไรติดOkay. Awara bwa ke nyolela atana pa di wera ta di ba mo no. Awara phepe thi no pha ba kha ro wara le NUG ta phe ta ma to ta do ro ko su le yi ba mnu kho sa le bwa ke nyolela ke wara ana shin ti de pha di so ro pyo mi online ne akhiba ko lo ro akhiba ko kwi ba ba nya le ne phe te wara ba kha ro wara ni mo no. ปะแค่เตวดาบักกะละทุยมะโมพาเดมะเนาะอาวดาอาตากิตากลูละอเวบาตาเตโซเวดาปเวดาปวากะญออเวดาก็ละมีเวดาปะแควถวยละก็ไปยอก็ไปยอมีอเวดามีบัวกลานี่บาดัวชามะอเวดาโคตานี่ปะกะเฮซีกว่าซากว่าอมเนาะมีอเวเตสุสวยSo gawera, but wera bwaga nyo tu toro ha, nenga kwe tweda, bwaga nyo ko ta pita mani, awera dile ni,
ပကဟဲတဲပြပါတော့ပခဲတီခွာတာတီခွာဦးမနော်အခုနေတဲပြော်သူတပပါဘာသဒနာကင်းနေကရီမကိုကရီမခေါ်ပြီးတော့ဗမာစကားပြောမတက်ဘူးဆိုတော့လေငါတို့ကရီမတယောက်ကတော့သူနားလေတလားတော့ပြောရမှာပေါ့နော်အမရကဲဆိုရင်ဗမာစကားဆိုတာကျမမတောက်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကနမီကဲလဘာနေ you can get out okay you understand I want you to take on the million ကဘာဟဲကွာရပါအခုတည်း you can just get out နော်ကိုစဲတက်တယ်လို့ကိုစဲမဲကိုစဲတက်လို့ကိုစဲနေတာဒါကကိုရဲ့အဆင့်တမ်းမှမဟုတ်တာဒါကရည်ကြီးမှုမဟုတ်ဘူးလေဟေးအာနာယူနေရယူတဲ့ကောင်လေးနည်းနည်းလာပြီးပြောမယ်နော် ပြော မြန်မာပြည်ဒီမိတို့မရစပတ်မဟုတ်တယ်လို့ကရင်ပြည်နယ်လဲမိတို့မရစပတ်မဟုတ်ဘူးရှင်အဲ့တော့ ဟုတ်တယ်မြန်မာပြည်မှာနေဆောက်ပမဟုတ်တလို့ငါတို့ကရင်ပြည်နယ်မှာလေနေရဆောက်ပမဟုတ်ဘူးနော်ဆောက်ပလာပြီးတော့ဖေလာရမနေနဲ့တိလား တိုင်းလုံးမယ်ဆိုရင်နော်ဒီအရာတွေကညီတို့မိမရဟာမဟုတ်ဘူးအာနာယူလောဘယူနေရယူတွေစောက်တဲ့ကြစီပဲ အာနာယူမေမယူအာနာယူတွေကငါတို့ရဲ့ကရင်ကောင်းဆောင်တွေမဟုတ်ဘူးနော်နေတို့ရဲ့ NUG လူတွေဘာဖြစ်လို့လဲဆိုတော့ငါတို့ရဲ့ KNU ကောင်းဆောင်လားငါတို့ရဲ့ KGL ကောင်းဆောင်လားငါတို့ရဲ့ KN ကောင်းဆောင်လားနေတို့နေမြေမှာတွားပြီးတော့စိုးမိုးနေတာမဟုတ်ဘူးဖာတယ်မရဲ့နော်နားလေလားငါတို့ကရင်ပြည်ထဲမှာနေဆောက်ပတ်နည်းနည်းတော့မပါဘူးသီလား နော်မမိုးလဲမအားဘူးပြီးတော့မမိုးလဲဒီ campaign ဒီအညာက campaign တွေအတွက်နဲ့အလုပ်ဆောက်နေတယ်နော်ငါပြောမယ်နော်နေတို့နေရယူအာနာယူနေရတွေလူနေတဲ့အချိန်မှာလောဘတွေယူနေတဲ့အချိန်မှာအညာက PDF တွေကလေစစ်ခွေးစခန်းကိုတလုံးပြီးတလုံး နေတို့ရဲ့ PDF တွေကအုံနှုံမှမရှိတာတလုံးနဲ့တလုံးပြီးတလုံးတိုက်ကြတော့နေရဲ့ NUG ကနေလို့စောက်ပါနေစောက်ပါတေးသေးလေးတော့မှနယ်မြေလှုပ်လာတဲ့နယ်မြေတနယ်မြေရှိနေလို့လားဟမ်ငါနဲ့ကြော်တော့မှနေစောက်ပါတေးသေးလေးနဲ့ NUG လှုပ်လာနော် NUG ပိုက်တဲ့နယ်မြေတမြင်မှမရှိသေးဘူးအဲ့ဒါနေတို့ရဲ့ NUG ရဲ့ရည်ချင်းပဲဖာတယ်မရဲ့ငါတို့ကကြီးတွေကိုလာဆွဲဖမ်းမနေနဲ့နေတို့အချင်းချင်းရဖြစ်ချင်လို့နေတို့တွေပဲအာနာလူကြတယ်ဟုတ်ငါတို့ကကြီးလာမထဲနဲ့သီလားငါတို့ကကြီးနယ်မြေမှာငါတို့ကကြီးပြည်နယ်မှာငါတို့ဘာပဲထူထောင်ငါတို့ဘာပဲလို့နေတို့ PDF နဲ့မဆိုင်ဘူးနော်သူများအိမ်မှာကြိုက်စားနေပြီးတော့ဂျေစုရှင်ကိုပြဂျေစုဆက်နေတာဒါကြောင့်မလို့နေတော့ငါနဲ့အတွင်းမှာနေတီလေးရောက်ဆောက်ပါနေမှာ PDF ဘာနေမြင်မှလည်းတိုက်လို့မရဘူးသီလားနားလေလားဘယ်မှာလဲနေတို့ရဲ့နေမြင်မရှိဘူးနော်သူများနေမြင်မှာလာပြီးတော့စိုးမိုးမနေနဲ့နော်အညာမလားဗလဲမြို့နေမလားလာမပြောနဲ့နေတို့တိုက်ချီလို့နေတို့တိုက်နေတာတိုက်လေငါတို့နဲ့လာမပြောနဲ့နော်ငါတို့နဲ့မဆိုင်ဘူးတိုက်လေနေတို့တိုက်ချင်တယ်လေတိုက်ပေါ့နေရလဲလူခံချင်တယ်လေလူခံပေါ့ငါတို့ကရပြင်းနေမှာမဆိုင်တဲ့ကိစ္စလာပြီးတော့ဝေးဖာမနေနဲ့တိလားဖာတယ်မဒီစောတိစကန်ကိုတလုံးပြီးတလုံးရန်သူကိုဆယ်တောင်အကောင်တရားကိုတစ်စစ်တောင်ပြီးတစ်စစ်တောင်ဖြိုးနေတဲ့အချိန်မှာမိတို့နေရာတွေလူနေတာတို့ဆောက်ဆက်ပြမရှိဘူးလားမအေးလို့နေတာများနေငါတို့ကရင်နဲ့ငါခွဲထွက်တာဒါရှက်စရာလားဟာခွေးမငါတို့နဲ့ငါခွဲထွက်တာငါတို့ဘာတွေထူထောင်ငါတို့ကရင်ပြည်နယ်ပါပဲငါတို့လောက်တယ်နော်နေပြီးတော့လားရာကိုလားတွားလောက်နေတာမဟုတ်ဘူးရခိုင်နဲ့မြင်လားကရနယ်မြေလားတွားလောက်တာမဟုတ်ဘူးငါတို့ကရင်နယ်မြေမှာပဲငါတို့လောက်တယ်ငါတို့လောက်ချင်တယ်လို့လောက်မယ်နော်နေနဲ့မဆိုင်ဘူးဖာတယ်မရဲ့နော်ငါတို့ဘယ်မှာပြည်ကနေခွဲထွက်တာနဲ့အတွက်မပါဘူးနဲ့ပိုလည်းမပါဘူးဖာတယ်မသူများပြောတော့ရှက်မတက်ဘူးတဲ့နေကိုနေရောရှက်တက်လို့လားရှက်တက်မယ်ဆိုရင်နေကိုနေလေတက်တည်တာကြာပြီသီလားတေခါနေဖိုးကြီးဖာတီတွေအာနာယူတီတောင်နကားတွေ
အခုငက နော်ငါတော့အဖိုးကြီးငါတော့အဖိုးကြီးလဲဘာမှမဖြစ်ဘူးငါတော့အဖိုးကြီးလဲသူတို့လှုပ်တဲ့ဟာကိုသူတို့လှုပ်နေတာပဲနော်ရှုံနေတာနေတို့တွေနေတော့ဗမာတွေကရှုံနေတာနော်ဗမာချင်းရဖြစ်ပြီးဆိုရင်ငါတို့နေမြေမှာတိုက်လာပြီးတော့ငါတို့ပြစော်ကဒါမျိုးပဲနော်အခုကငါတို့ခွဲထွက်ပြီငါတို့နဲ့ဘာမှလာပတ်သက်စရာမလိုဘူးနော်နားလေလားဘယ်မှာဟာအညာမှာလဲပလဲမျိုးနေမှာလဲအန်ယူဂျီတွေကလည်းဘုံငကားတော့သွားတိုက်နေတယ်ဟုတ်စကားစဆော့လောက်မယ်တဲ့သူတို့ကချစ်ပြတိုက်ကြတယ်ပြီးတော့ငါတို့ကကြီးတွေကိုဆွဲထဲ့တယ်ဖာတယ်မနိုင်ငံရေးမသိရစကားမပြောနဲ့နော် ဒီလိုတိုက်မဲ့တော့ညာတယ်မအေးလို့တွေဆောက်ဆက်ကြမရှိဒီသူလူတို့ရဲ့ပိုက်ဆံကိုလိုချင်တော့ကလူစကားပြောနေတယ် ဟုတ်တယ်ဒါနှစ်ကိုနေပြောနေတာပဲပြည်သူလူထုပက်စာတောင်းနေကြတဲ့ကတော့တုံးနဲ့တွင်းမှာအန်ယူဂျီအောင်ဟာစကားစဆော့လောက်မယ်အောင်မြေော်လောက်မယ်ဆိုပြီးတော့အခုကငါနဲ့ရှိပြီနေတော့ဘာတွေလောက်နေတာလဲဟာခွေးမသားဟာဖေလို့မေလို့ကနေလို့ပဲနော်ဘယ်မှာလဲဟာနေစပတ်တဲ့လေးနဲ့ဘာနဲ့မြန်မာအုပ်ချုပ်လို့မရဘူးဟုတ်ပြည်သူလူထုပက်စာတောင်းနေရဟာမင်းအလဲတုံးနဲ့တွင်းမှာဆော့ငါတော့လောက်ပြမယ်ငါတို့အန်ယူဂျီကအစိုးရယာယီအစိုးရနောက်ကြရင်လေဒီအစိုးရကတော့နေတော့နေမြင်နေတော့လက်ထမှာပြအားမယ်ဘာတွေအားမှာလဲဘာစောက်ပတ်နေနေလေးမှမရှိဘဲနဲ့ဘာကိုအားမှာလဲဟာနေစောက်ပတ်နေအားတော့မှဘယ်သူမှမယူဘူးတိလားဟမ်ပြည်သူလူထုပက်စာလိုကလေးကဒါနဲ့ညူဂျီကိုနေပြောတာပဲငါတို့ကရေလူမျိုးတွေနေလာပြောတာမဟုတ်ဘူးနော်ကာပေးအများဆုံးလောက်တာနေတို့ရဲ့အန်ယူဂျီတွေပဲနော်လာမစော်ကားနဲ့အခုကငါနေပြောတယ်လေမြန်မာပြည်အေးချမ်းရေးရအောင်နေလုပ်ပေးမယ်ဆိုမြန်မာပြည်စစ်မှန်တဲ့ဒီမိုကရေစီနေလုပ်ပေးမယ်ဆိုအခုကငါတို့ကဗမာနိုင်ငံနဲ့မဆိုင်တော့ဘူးမြန်မာနိုင်ငံကအေးချမ်းအောင်နေလုပ်ချင်တယ်ဆိုရင်ကရင်နိုင်ငံကိုကော့တူလေနိုင်ငံကိုလာမစဲနဲ့မြန်မာနိုင်ငံနဲ့မဆိုင်တော့ဘူးဖာတယ်မနော်ပညာသူများကိုပြောတယ်သူများဟာဒီကရေကောင်းစော်တွေကလည်းပညာမတတ်ပါမတတ်အောင်တော့မရှိပါမရှိပညာမတတ်တာနော်ပညာမတတ်တာငါတို့ကောင်းဆောင်မဟုတ်ဘူးပညာမတတ်တာနေမလို့နေခွေးစကားပြောနေတာနော်မြန်မာပြည်ငါတားတော့မအောင်တဲ့ဟာမနော်အေးလေးနဲ့ဖင်ခါတာ10နှစ်ကျော်တယ်အေးကလေးတလို့ပြောမတတ်နော်ပြီးတော့သူများကိုပညာမတတ်ပေမတတ်ဘလက်ပြောတယ်နေကငတ်တမအောင်လို့နော်အေးကလေးကဖိုးကြီးနဲ့ယူရတာဒါကတော့နေရဲ့အစစ်တာနေရဲ့တော်လာရဲ့အစစ်တာဒါပဲတိလားလာဆွဲမထိုင်နဲ့ငါတို့ကြီးငါတို့ခွဲထွက်တယ်ဘာဖြစ်လို့လဲနေဖေရတယ်ဆိုရင်နေလီကိုလိုခိုင်းနေလီကိုလိုတာနေမဝသေးဘူးဆိုရင်နော်အေးကလေးကဖိုးကြီးတယောက်ကိုဝယ်ပြီးတော့လိုခိုင်းဒါပဲနေနဲ့တန်တာတိလားပြည်သူလူတို့ရဲ့ပိုက်ဆံကိုရပြီးလက်နဲ့တွေရပြီးဆိုရင်ခွေးစကားတွေပြန်တော့ပြောတဲ့ခွေးမသားတွေ အေးဒါကတော့လေနေတို့ရဲ့ NUG တွေပဲနော်နေတို့ရဲ့ NUG တွေပဲခွေးစကားပြောနေတာနေတို့ရဲ့ NUG တွေပဲတုံးနဲ့တွေးမှာဒါတွေလောက်ပေးမယ်ဆိုပြီးတော့ခုကချမ်းသာလာတာကောက်စော်တွေပဲပြီးတော့လေထိုင်ပြီးတော့ခိုးစားနေတယ်အခုကဘာဖြစ်သွားလဲဒေါ်တာစာခွဲထွက်တာဘာဖြစ်လို့လဲနေတို့ရဲ့ NUG စတော့မကြလို့နော်ပြီးတော့ခိုးစားတာများလို့တိလားအခုကနေတော့ရဟိုဘာလဲဟိုယောဘာလဲဒီလီမယာနေရောက်ပက်စာလေစာညာစားပြီးတော့နေတော့တွေနေတော့ချစ်ချစ်ရပြဖြစ်ကြပက်စာခိုးတာကိစ္စနဲ့နော်ဘယ်လိုမျိုးလဲဟာငါနဲ့တွင်းမှာဘာမှတိုးတက်မှုမရှိတဲ့အစိုးရယာယီအစိုးရဘာစစ်တာမှမရှိလို့ဒေါ်တာဆဆာခွဲထွက်တာနော်အခုကလည်းဘုံငါ့ကိုသွားတိုက်တယ်အေးမင်းလည်းဟိုပြောင်းဟာမင်းလည်းစကားကြဆော့လောက်မယ်ဆိုပြီးတော့ဘုံငါ့ကိုသွားတိုက်တယ်မင်းလည်းဟိုမတိုက်ပဲနဲ့ဒါပြည်သူလူထုလေစားညာစားတာလေငါတို့ရဲ့ကြေကောင်းစားမဟုတ်ဘူးနေတော့တွေတိလားနေတော့တွေနော်ဖာတယ်မကလေးကကြိတ်ကောင်မဘာမှစောက်တော့မကြတဲ့ကောင်မနော်ငါတို့ကြေကောင်းစားနေမပြောခီလီနေရဲ့ NUG အစိုးရတဲ့နေမြအောင်မြော်နေစူးစားဖာတယ်မဟုတ်တယ်မင်းလည်းကြက်ဆုံးတာငါတော့မကြောက်ဘူးမင်းလည်းကြက်ဆုံးမှစိုးရိမ်နေတာနေတော့တွေ
နော်အဲ့ဒါကြောင့်မလို့ယာသူကိုမတိုက်ဖက်နဲ့တော်လာရဲ့ချစ်ချို့ပြတိုက်နေတာနေတော့တွေပဲပလဲမြို့နယ်မှာဘိုးနဂါကိုအမျိုးမျိုးဒုက္ခပေးနေတာ NUG အုပ်စုတွေပဲဘိုးနဂါကယာသူကိုတိုက်တယ်နေတော့ကတော့ဘိုးနဂါနေတော့ကိုထောက်ခံလို့နေတော့ပြပြီးတော့တိုက်တယ်ဒါကတော့အစကဆောက်တိုက်နေတာလားနေတော့ဟာပြည်သူလူထုပက်စာကိုလေစားညာစားစကစကြဆောလောက်ပေးမယ်ဆိုပြီးတော့ဘိုးနဂါကိုသွားတိုက်တယ်အခုကဘိုးနဂါပြလို့မှာပဲအခါပေါ်များစွာဘိုးနဂါကိုသွားတိုက်နေတယ်ဒါမဟမျော်လဲကိုအာယုံဆိုင်တယ်လို့ဘသူပြောနေလို့လဲမင်းော်လဲကြဆောကြောက်နေတဲ့လူမှာဘိုးနဂါမပါဘူးဘိုးစောခမပါဘူးငါတို့ကရေလူမျိုးမပါဘူးနေတို့ရဲ့ NUGO စုပဲတိလား အာနာတွေယူပြတိုင်းနိုင်ငံတွေထူထောင်ပြလိုက်တမတောက်တွေတင်ပြလိုက်တယ် ငါတို့သာမတတင်ငါတို့နိုင်ငံထူထောင်ခွဲထွက်တဲ့နေတို့နဲ့အပေါ်မပါဘူးငါတို့ကရေလူမျိုးတစ်မျိုးသားလို့လှုပ်ပေးနေတာငါတို့ရဲ့ကရေတစ်မျိုးသားလို့လှုပ်ပေးနေတာဘာမှပြည်တပြည်နိုင်ငံလို့လှုပ်ပေးနေတာမဟုတ်ဘူးဘာဖြစ်လို့လဲငါတို့ကလူမျိုးကြီးဝါဒစိတ်ဓာတ်မရှိလို့နော်လူမျိုးကြီးဝါဒစိတ်ဓာတ်ရှိမယ်ဆိုရင်လေနေတော့လို NUG လိုမျိုးပဲလက်ပြီးတော့တိုင်းရတဲ့တော့လက်စီးရိုးလေပြီးတော့လေဘာမှမလုပ်ပေးတဲ့အပြင်နော်မင်းအောင်လည်းကြတ်စောအောင်မြန်မာလူမျိုးကြီးဝါဒကြတ်ရှုံးမအောင်နေတော့အရိုက်ကြောက်နေကြတယ်အဲ့ဒါကြောင့်မလို့လူတယောက်မှမကောင်းတဲ့အပြင်နေတော့ပဲလက်ဆဲနေတယ်နော်ဖာတယ်မဖြစ်ပြလိုက်ဟမ်နောက်ပြီးတော့ BGA KNAယူတယ်လေခွေးမသားတွေအတောင်ပြချက်အစီဝေးတာတနေ့ပြီးတနေ့10နှစ်ကျန်190ကျော်ပြီးတော့မပြီးသေးဘူးသူတို့အစီဝေးရမယ်ငါတို့ဘာပဲအစီဝေးလို့နေနဲ့မဆိုင်ဘူးနော်မဆုကြီးအဖွဲစီနဲ့လည်းမဆိုင်ဘူးငါတို့ KNA လား KNU လား KTL လား KNL လား KNDO လား DKBA လားနေတော့နဲ့မဆိုင်ဘူးငါတို့ကရေလက်နဲ့ကဲသမားတွေတက်ပဲဘယ်နှစ်ပဲစီယုံအနှစ်တရာလားနှစ်900လားနေနဲ့မဆိုင်ဘူးလာဝေမဖာနဲ့နော်နေရမဆုကြီးအတွက်လှုပ်ပေးနေတယ်ဆိုရင်မဆုကြီးထောင်ကနေမြလောက်အောင်နေလှုပ်ပေးနားလေလားဒီအဖွားကြီးတယောက်နဲ့လေနော်ထောင်ထဲမှာကောက်မနေရဘူးဘာဖြစ်လို့လဲသူ့နာမည်နဲ့သူ့တပ်ပုံနဲ့ပဲသူများလိုက်ပြီးတော့ရောင်းစားနေတဲ့လိုက်ပေါ်မှာသူများလူဝင်ခိုင်းတယ်အဲ့ဒီအဖွားကြီးတပ်ပုံနဲ့နာမည်နဲ့ဒီအဖွားကြီးနေကောင်းလားမကောင်းဘူးလားမစေးစားဘူးနော်ဒီအဖွားကြီးတပ်ပုံနဲ့အမေစုဆိုပြီးတော့ပဲစာလက်လူခန့်ဒါတော်လာရင်လှုပ်ရှားနေတာနေတော့တွေနော်လူမျိုးကြီးဝါဒစိတ်ဓာတ်ရှိနေတာနေတော့တွေငါတို့ကရေလူမျိုးမဟုတ်ဘူးနေသွားကြည့်ကချင်နယ်မြေမှာငါတို့ကရေတွေသွားပြီးတော့စိုးမိုးတာရှိလားမရှိဘူးငါတို့ကရေနေရမှာပဲနေတယ်နော်သိလားငါတို့ကရေနယ်မြေမှာစိတ်တက်ချင်တယ်ဆိုရင်တိုက်မတိုက်ချင်ရင်ပြန်ဒါပဲဝင်ဖားနဲ့ငါတို့ကရေမှာငါတို့ပဲဖာတိမယ်နေတော့လာဖာတိပေးစရာမလိုဘူးအကူညီလည်းမလိုဘူးနေတော့ကြောက်ပဲနော်အချင်းရဖြစ်မယ်ဆိုရင်တိုင်းရသားစီမှာပဲလာခဲ့တယ်လာခဲ့ပြီးတော့ဘာလုပ်သွားလဲလေဆိုင်ညာဆက်ပြီးတော့ထွက်သွားတယ်ဒါပဲနေတော့အခွဲရေးကိုပဲနေတော့လက်ရှာနေတယ်နော်ဖာတယ်မဖေခါတတခုနဲ့ကိုကနာမည်ကြီးနေတယ်ဆိုတာကိုအထင်မကြီးနဲ့နော်လို့လေစပတ်ပြူဟာတွေတောင်းနေတယ်မအေးလို့လေစပတ်ပြူဟာတောင်းနေတာလဲဒီဘိုးရကိုလို့ကလည်း NUG ဘိုးလက်ဒီလိုပဲနော်နေရအစေဝဘိုးလက်ဒီလိုပဲစပတ်ဘိုးတွေပဲနော်သူများတကတော့မစော်ကားခေကိုရဖွဲ့စီကိုအရေးဆုံးမလဲအောင်တိလားဘယ်မှာလဲဒီဒေါ်တာတယောက်ကနေတို့ရဲ့ NUG ပတ်တော်လို့လားပါဖလားသွားဖားတာအခုချက်ကြီး NUG မရှင်ပေးသေးဘူးဟုတ်အစိုးရစစ်တာဒီတလောက်လားဟမ်အစိုးရစစ်တာတလောက်ပဲလားလို့ဒါတော့မြန်မာနိုင်ငံတခုလုံးအေးကြလောက်ပြမယ်စောက်ပါတော့မှမအေးချဘူးဆိုရင်လေမြန်မာပြည်တနိုင်ငံလုံးကမပြောနဲ့တော့တိလားအခုတော့မှနေရစောက်ပါတော့မှမအေးချဘူးလေရားနေတယ်လေအခုတော်လေးလိုးချင်တယ်အခါနဲ့နော်နိုင်ငံ
အဲ့ဒါဘောကျမပြောတာနိုင်ငံရေးတော်လာရေးဆိုတာနစ်လော်ဆင့်မျိုးအတွက်မဟုတ်ဘူးနစ်လော်ဆင့်မျိုးတော်လာရေးလို့ကတဲ့ကမြန်မာပြည်ကိုပြက်စီးတာမြန်မာပြည်ကိုပြက်စီးတာတိုင်းရသားတွေမဟုတ်ဘူးနော်မြန်မာပြည်ကိုပြက်စီးတာဗမာချင်းရဖြစ်လို့တိလားအခုမှဒီမှာပြည်တဲ့တိုက်နေတဲ့ဟောမှာပြည်နေတာဘဒုကမှသူတို့ကိုခိုင်းပြီးတော့တိုက်နေတာမဟုတ်ဘူးနေတော့ပဲနော်နေတော့ပဲတော်လာရေးကိုကစားလို့တော်လာရေးကိုစီးပွားရေးလို့လိုက်ပြီးတော့လုံနေလို့နေတော့တလောက်ထိတိုက်နေရတာနော်အုံတော့မရှိတာငါတို့ကြည့်ရကောင်းစားမဟုတ်ဘူးအုံတော့မရှိတာနင်းနော်နင်းနေတော့ရ NUG ကတလောက်ထိပြိုကွဲနေတာခွဲပြဲနေတာဘာမှတိုးတဲမှုမရှိနေတာသူများကိုလက်ဆဲကြတဲ့ကနေ့ကိုနေရှက်မရှိလို့ပဲငါတို့ကြည်နေငယ်ခွဲထွက်တာဒါရှက်စရာလားနေရှက်တယ်ဆိုရင်ငါတို့ကြည်နေမြေငါတို့ကြည်နေငယ်နဲ့ပတ်သက်တဲ့ဟာကိုမပြောနဲ့ဘာဖြစ်လို့လဲနေတော့မြန်မာနိုင်ငံနဲ့မဆိုင်တော့ဘူးနော်အာနာယူနေတာဆိုတာငါတို့ကြည်လူမျိုးမဟုတ်ဘူးလောက်ချင်တယ်လားလောက်ကြမယ်လိုင်းချင်တယ်လားလိုက်ကြမယ်ခွေးမသားတွေ နေပဲခွေးမလို့မင်းအောင်လည်းဒီအဆိုင်ကိုမင်းတို့တော်လောက်ပေးတဲ့ခွေးမသားတွေ မင်းအော်လာလောက်ကိုလောက်ပေးနေတာငါတို့ကြည်လူမျိုးမဟုတ်ဘူးမင်းအော်လာကိုလောက်ကိုလောက်ပေးနေတာမဆုကြီးရဲ့ဖွဲ့စည်းဘာဖြစ်လို့လဲ ADNUG ကောက်ဆော်တွေကဟိုမှာသွားဒီမှာသွားပြီးတော့ဟိုမှာစီယုံဒီမှာစီယုံသူရဲ့စိတ်တရားတယောက်နဲ့ယောက်သူများဟာစီမှာထည့်ပြီးတော့ဒီစခန်းကိုသိမ်းမယ်ဆိုရင် NUG သိမ်းနေတယ်တဲ့အမရကဆိုသူတို့လူတော်မှမပါဘူးနော်လေဆိုင်ညစားခွေးမသားနေတို့ရဖွဲ့စည်းနော်အရာဆိုရင်လေတရားသားစီမှာရောက်လာကြတဲ့ကတိုးနဲ့တွေးမှဒီမေော်လဲကြဆော့လောက်ပြမယ်ဆိုပြီးတော့စကားပြောတာကြီးကြဲအခုကြတော့ဘာဖြစ်လို့လဲဘာဖြစ်သွားလဲနေတို့ရဲ့ NUG ဘာဖြစ်သွားလဲဟမ်ဘာမှစပ်တော့မကြနိုင်ငံရေးလောက်စားနေတဲ့ဟာတက်ငါတို့ခံပဲစောက်မှလာတာလေသူတို့မဲစောက်မှလာတာဒီလားထိုင်းနိုင်ငံမှာလာတာလေဘောပြီးတစ်ထည်နဲ့အေးကြီးတစ်ထည်ပဲအခုကကားနဲ့တိုင်းနဲ့အော်ပြောမယ်ဆိုရင်ငါတို့ကြည်ကားဆိုပဲလောက်စားနေတယ်သူတို့မပါဘူးတဲ့ဟမ်မပါဘူးဆိုရင်တော်လာရေးလောက်တဲ့လူကဘယ်ကနေပက်စာရနေတာလဲဟမ်ကောင်မသူများကိုမပြောခင်ကိုအမျိုးကိုရဲ့အဆုကိုပြပြီးတော့စုံမသီးလားဖာတယ်မမြန်မာပြည်တော့မြန်မာနိုင်ငံမှာငါတာမမအောင်တဲ့အပြင်သူများကိုပညာမတတ်ပါမတတ်နဲ့လက်ပြောရဲသေးတယ်နော်ဟမ်အဖိုးကြီးနဲ့ဖင်ခံပြီးတော့ဒီလိုမျိုးစကားပြောရဲတယ်နေထင်တာအင်္ဂလိပ်နဲ့ယူပြီးတော့နေရပညာတက်တယ်ပညာတက်ပြီးတော့နေထင်နေလားဟာဖေခံတိုင်းပညာတက်လာတယ်ဆိုတာငါလည်းဖေခံမှာပဲအဖိုးကြီးနဲ့ပေါ့ပြည်သူနဲ့ပူပါမလားမင်းအောင်လိုက်ကိုဒီလိုမှတော့တိုက်ပေးရမှာနော်အခုဒီတော့နိုင်ငံတွေထူထောင်နေတဲ့အချိန်မှာတော့ကမတာယူနေရယူလောက်နေတဲ့အချိန်မှာဟမ်ဖီဒီရဘလောက်တိုက်ပြီးလဲအညာမတော့ချလာအောင်ခွေးမသားတို့ဖီဒီရဘလောက်တက်ငါပြောပြီးသားငါတို့နဲ့မဆိုင်ဘူးနေတော့ကြောက်ဖီဒီရတွေတိုက်နေရတာနေတော့ကြောက်အဲ့ဒီဖီဒီရတွေတက်ပေးနေရတာလားကနော်ဖီဒီယတက်ပေးနေရတာနေတော့တွေကြောင့်ဘာဖြစ်လဲလဲအဲ့ဒီဖီဒီယလူတွေကမတိုက်ပေးဘူးဆိုရင်နေတော့မှလူငွေမငွေတာနေတော့မှတော်လာရင်မလောက်စားရတော့တာအဲ့ဒါကြောင့်ဒီလူကတက်ပေးရတာပေါ့အမေဆုဆိုပြီးတော့လိုက်ပြီးတော့တက်ပေးရတာပေါ့နော်ငါတို့ကြည်နေမြင်မမဆိုင်ဘူးအမရကဆိုရင်ကျမတို့ကြည်နေငယ်နေမြင်မငါတို့ကြည်နေမြင်ပါလေဖီဒီယတရားမှမရှိစေချင်ဘူးနော်အားနာတဲ့ငါတို့လက်ခံထားတာလာမစော်ကားနဲ့မကြိုက်ဘူးဆိုရင်ထွက်သွားရှင်းတယ်နော်နားလေလားငါတို့သာမတလာဘဒုကိုထွက်ဘဒုဘာဖက်စီလဲထွက်ပဲနေတော့နဲ့မဆိုင်ဘူးကြားလာဖာတယ်မဟမ်ဖေလို့ပြောမယ်ဆိုရင်ကိုမေကိုလို့ပါငါတို့ကြည်စကားထဲမှာလဲဘာကိုမေကိုလို့လာပါမရှိဘူးဒီလား
ဆောက်တယ်မစစ်ဘူးလားနင်တို့နေရတယ်ယူပြနေတဲ့အချိန်မှာဖီးတရားတရားတိုက်နေတာ24နာရီပဲ တိုက်ဖို့သူတို့တိုက်ချင်တယ်လေ အေယာဝတီတတင်းနေကြလိုက်မြန်မာနယ်မှာကြည့်လိုက်မောင်းတယ်မှာကြည့်လိုက် အေယာဝတီတဲ့လားခက်တဲ့မိကြတဲ့တိတ်ဒီတဲ့တော့နေတို့ရဲ့တဲ့ပဲလေနော်ပြောတော့ဟိုဒီမှာတိုက်ရင်လည်းဒီမှာကြဆုံးနေတဲ့မှာသူများနေဒီမှာသွားတော့ဘာမှမကြဆုံးတဲ့အဖြစ်ဘာမှမလုပ်ဘူးဒါနေတို့ရဲ့ NUG ရဲ့စစ်တမ်းရှင်နော်ငါတို့ကတော့တရေသားလို့ခေါ်တယ်နော်ဗမာရဘယ်လိုမျိုးလဲတရေသားမဟုတ်ဘူးလားတရေသားမဟုတ်ဘူးသူတို့ကိုသူတို့တရေသားမခေါ်ကြတဲ့ကသူတို့တွေကမျိုးလူမျိုးကြီးဝါဒပဲနော်သူများကိုတရေသားပြီးတော့ဗမာလူမျိုးတွေကဘာလဲဟမ်ဘာလဲဒါကတော့ဟိုပြည်တော်စုသွားလို့ရမယ်လို့နေထင်လို့လာဖာတယ်မနည်းနည်းပလေးလာကြည့်ဟုတ်နော်နည်းနည်းပလေးလာကြည့်ဟုတ်ဖာတယ်မရဲ့နေတလောက်ကြည့်ဖေရတာလေစိတ်နှမြတောက်ပြီးတော့နေ့ယောက်ျားကိုပေးလို့လိုက် ဒီတရားတွေတန်းနေတာအဆက်မပြပဲမင်းတို့နေရတယ်လူနေရတဲ့အချိန်မှာဖီးတရားတရားပြည်သူတွေလွတ်မြောက်ဖို့နိုင်ငံတွေလွတ်မြောက်ဖို့အာဏာရှင်တွေစဆောင် ဖီတွေရတယ်လေပြည်သူကမလုံမြော့တဲ့အပြင်ဂိတ်တွေထောင်းနေတာပလဲမြို့နယ်လားဟောအညာမလားစစ်တပ်ဂိတ်ပြီးတော့ PDF ဂိတ်ပြီးတော့ပါဖာဂိတ်ပါဆိုလိုဂိတ်တက်ပဲဒါတော့ပြည်သူလုံမြော့တဲ့ဟာအဆင့်တန်းလားဟာအဆင့်လားပြည်သူလုံမြော့မယ်ဆိုဂိတ်တလောက်ထိထော်လို့ရမှာလားဟမ်ထော်ရမှာလားဟမ်ပြည်သူစေးရလုံနေတဲ့ဟာတွေပြည်ပြက်လုံနေတဲ့ဟာတွေတချို့လူကတော့မသိပါဘူးပြောနေတယ်အော်တရေသားတဲ့ဟိုစလိုက်တဲ့ဂိုင်လို့ဗမာနိုင်ငံကဟာဒီလိုမျိုးဖြစ်တာမဟုတ်ဘူးဗမာချင်းဖြစ်လို့မြန်မာနိုင်ငံဗမာနိုင်ငံကနော်ပြက်စီးသွားတာအခုကငါတို့ခွဲထွက်ပြီးနေတော့ဗမာချင်းဘာပဲဖြစ်ငါတို့ဘာမှမဆိုင်တော့ဘူးပြီးတော့ငါတို့ကရင်နယ်မြေနဲ့ဝင်းနေသွေးခွဲတာမဟုတ်ဘူးနော်နေတော့စစော်ကားလို့ငါတို့ပြပြီးတော့တုတ်ပြတာနားလေလား 14နာရီဆက်မပြတ်တိုင်းနေတဲ့အချိန်မှာတိုးစားနေတဲ့အချိန်မှာနေတို့လိုခွဲမသားတယ်ဆောက်ဆက်ပြမစီနေတို့ချင်းတော့တိုင်းမယ် နေတော့တွေကအာနာယူနေတာဟိုတိုက်မှာပေါ့ငါတို့တွေကလေအာနာမယူဘူးကိုယ်နဲ့မြေမှာပဲကိုနေတယ်နေတော့ကသူများနဲ့မြေမှာတွားပြီးတော့တိုက်ရမှာပေါ့အိုးတော့မရှိဘူးလားဟမ်ကိုကအာနာလိုချင်တာလေယူနေတာလေမင်းလည်းနိုင်မယ်တိုက်မယ်လေနော်ကဲဟာကျမကရင်မတဲ့ကရင်ကြောက်တခါမှမတက်ဘူးတဲ့ကရင်မဘယ်လိုကရင်သမိုင်းသိမှာလဲနော်ဖာတယ်မနေကငါထပ်ဖို့တော်တယ်ဆိုရင်ငါနဲ့မျက်နှာချင်းဆိုင်တယောက်စီနော်မျက်နှာချင်းဆိုင်လိုက်ပေါ်နဲ့တိုက်နော်ဘဒူကကရင်မစင့်လဲဘဒူကကရင်မမစင့်လဲဆိုတာဒါမှပြည်သူသိမှာစမ်းကြည့်လိုက်စမ်းနော်ငါလေဘဒူဘယ်လဲသမအော်ငါဟာရခိုင်ငါ့ကိုကြက်လာရမယ်ငါဒီလိုမျိုးလုပ်ရမယ်ကချင်ငါ့ကိုကြက်လာရမယ်ဒီလိုမျိုးလုပ်ရမယ်ဗမာလူမျိုးတွေငါ့ကိုကြက်ရမယ်ဒီလိုမျိုးလားဘဒူမြောက်မှမလိုက်ဘူးနော်ကိုလူမျိုးကိုဘက်မှာနေမယ်ဆိုရင်တော်ပြီနားလေလားဘဒူမြေအော်တမီးရဲ့ဒီလိုမျိုးတော့မလိုဘူးအမတရားပဲငါတို့လိုချင်တာနားလေလား ကရင်ပြည်နယ်ကိုထူထောင်စင်လို့ထူထောင်မယ်လောက်စင်လို့လောက်မယ်ခွဲမသားတွေဒီလိုလောက်စင်တော့ဒီမှာတလောက်ခွဲမသားဒီတော့ယူ ငါတို့လောက်ချင်တာလောက်မယ်လေငါတို့နေမြေလေခွေးမရဲ့ခွေးတဲ့တောင်စားနေတဲ့ရတဲ့တောင်တွေလိုက်စားနေတယ်နော်ဗမာချင်းကြုံမနော်ကကြီးစကားတော့မပြောကောမပြောမတပြီးတော့ငါကကြီးမာတဲ့ကကြီးမတော့မကကြီးသွေးမစင့်ငါတို့စီးပွားရေးငါတို့နာမည်ပါပဲငါတို့လောက်တယ်နေတော့ရနာမည်နေပြီးတော့လားမတလေးလားသွားလောက်နေတာမဟုတ်ဘူး
နားလေလားရွှေကုတ်ကိုလားဒီခေပြင်းနေမြေလားတမဟာခုလားတမဟာချလားငါတို့နေမြေမှာလဲငါတို့စီးပွားရေးလုပ်နေတယ်ရှင်နေတော့နေရာမှာတွားလို့တာမဟုတ်ဘူးနေတော့အစိုးရဖြစ်ပြီးတော့ဘာဖြစ်တော့ရွေးကောက်ပွဲမလုပ်တာလဲနေတော့ကပြည်သူထောက်ခံနေတဲ့ဆိုရွေးကောက်ပွဲလုပ်လေဘာဖြစ်လို့လုပ်မရဲရတာလဲပြည်သူနေတော့ဘက်မှာမရှိတာလိုက်ပေါ်မယ်လက်អော်ပြီးတော့ခွေးမဆိုရင်ခွေးနာသေးတယ်နေပါလာမစအချမတော်ရလောက်နိုင်ငံရေးတော်လိုင်းနဲ့အကြောင်းပြပြလာပါမလို့နဲ့ခွေးမသားတို့ဒါတော့နဲ့ဒါလေတော်လာရေးနဲ့တော်လာရေးနဲ့စီပွားရေးနဲ့လာလို့မနေနဲ့တဲ့ဒါကနစ်ကိုနေတော့နေပြောနိုင် NUG လူတွေကိုနေပြောနေတာငါတို့နိုင်ပြင်မှာလာပြီးတော့လေဒီလိုလောက်ဒီမှာလောက်ဒီလိုတိုက်ရမယ်ငါတို့တော်လာရေးလောက်တာနှစ်90ကျော်တယ်နော်ငါတို့ကရပြည်မှာဘာဖြစ်လဲဆိုတာငါတို့သိတယ်ဘယ်လိုလောက်ရမလဲဆိုတာငါတို့သိတယ်နေတော့9နှစ်အတွင်းမှာကျတော့စီရလာမလုံနဲ့နော် NUG ဖာတယ်မမယ်နော်ငါတို့ပြည်သူလူထုအားလုံးဓမင်းစားတယ်ဘယ်အာနာစင်အာနာယူမငါတို့လက်မခံဘူးကရင်ပြည်နယ်ဒီကရင်ပြည်သူလူထုပဲအောက်ချရမယ်မြန်မာပြည်သူလူထုပဲအောက်ချရမယ်အဲ့ဒါသိဖို့ဟုတ်တယ်လေအခုကငါတို့ကရေလူမျိုးပဲငါတို့ကရေလူထုပဲမြန်မာနိုင်ငံနဲ့ခွဲထွက်တာလေမဟုတ်ဘူးလားအဲ့ဒီတော့နေဘာဖြစ်လို့တလောက်ထိနာနေတာလဲဟာပြောစမ်းပြည်သူတွေအလုံးမရှိဘူးအာနာစိတ်မကြပြည်သူတွေအလုံးမရှိဘူးဆိုတာနေဘယ်လိုသိလဲနေတော့မှပြည်သူနေတော့ကမှအလုံးမရှိတာ NUG ကဘာလဲဆိုတာဟောမှာ comment ထဲမှာသွားကြည့် NUG ဘယ်လောက်ထိအလုံးလုံးနေတာအောက်တကျနေတာလဲဆိုတာဘာမှုပဲဖြစ်လာနော်ဘာမှုပဲဖြစ်လာသူတို့ဘာမှဥပဒေနဲ့တွားပြီးတော့ဆွေးနွေးစရာလို့ဖြည့်ရှင်းစရာလို့မရှိဘူးအခုကဘုံငကားကိုနေတော့ကိုလက်မခံလို့နေတော့ကိုနဲ့လက်မတွဲလို့ဘုံငကားကိုနေတော့တွေပြပြစ်နေတယ်လေဒါတွေကနေတော့ပြောနေတဲ့မြန်မာနိုင်ငံဒီမိုကရေစီစစ်မှန်တဲ့ဒီမိုကရေစီစောက်ရမယ်ဘယ်တော့စောက်ရမှာလဲနေတော့ချစ်ချစ်ပဲပြတိုက်ကြတယ်ဟာနေတော့ချစ်ချစ်ပြတိုက်ကြမယ်ဆိုရင်မတလေးလာနေပြီတော့လားပြတိုက်လေဒီလားအခုက NUG တွေကဘုံငကားကိုပြတိုက်နေတယ်ရှင်ဒါတွေကမမွားပြောတယ်မြန်မာနိုင်ငံဒီမိုကရေစီစစ်မှန်တဲ့ဒီမိုကရေစီရအောင်လုပ်မယ်တဲ့သူတို့ကစစ်ပြတက်ကြတဲ့သူတို့ကစစ်ပြတိုက်နေကြတဲ့ကဘယ်တော့ရမှာလဲမလို့မစောက်ပါရရမှာပေါ့နော်အခုလည်းဟိုအညာမှာပလက်မြို့နယ်မှာဖီတွေရတယ်များပပြနော်များပပြဒီလားdoesn't matter you tabalo hai mara Facebook ka tula na tela as is looking for army group who support we're not supporting any army group okay no နေပြောစားပြောလိုက်စမ်းနေတို့ရဲ့ NUG ကဘယ်နေမြေဘယ်နေရာနေတိုက်နေလို့လဲတိုက်ပြီးတော့လွတ်လိုက်တဲ့နေရာဘယ်နေရာလဲပြောလာချိတ်ချောက်မနေနဲ့တိလားအိုးမြင့်
လာချင်းချောင်းမနေနဲ့ငါတို့ကကြောက်တဲ့လူတွေမှာမပါဘူးငါတို့ဘာမှမလုပ်ဘူးဆိုရင်ဘာမှမကြောက်ဘူးတိလားငါတို့တွေကဘာယာဒူဘာယာဇာမှမရှိဘူး You have a bunch of proof do whatever you want okay no ဘယ်မှာလဲနေတို့ရဲ့နေမြင်ဘယ်မှာလဲနေတို့ရဲ့ဟိုဗာလဲထိတ်ချုံတဲ့နေရတဲ့နေရနေစပတ်တဲ့တော့မှထိချိုးလက်နေရမရှိဘူး မတက်လို့တော်လန်တာနော်အာနာစိတ်ကိုအာနာစိတ်အလိုမရှိလို့ထပ်ပြတော်လန်တာခွေးမသားတို့ အာနာရှင်ဖြစ်နေတာနေတော့တွေနော်ဟိုမှာအညာမပြည်သူတွေနေတော့ကိုစာတာပြနေတယ်အဲ့ဒီကတဲ့ကနေတော့ပြည်သူမလို့လားတာ နေတော့အာနာယူမယ်လည်းမြဘဲပြည်သူလူထုမလက်မခံဘူးဘဲအာနာစိတ်လက်နဲ့ကအဖွဲစီမငါတို့လက်မခံဘူးခွေးမသားတို့ နေလက်မခါလဲငါတို့ကျူးဆက်ရမှာလားနေလက်မခါလို့ငါတို့လက်ပြီးတော့ကျူးဆက်ရမှာလားနေရပါမို့လို့လေဟာနေရပါမို့လို့လေနေရပမာဂျုံမတယောက်ပဲနေကိုနေတိလားသူများတမစားချီတဲ့သမီးကိုသူများနေကိုပေးစားနေတာနေမတိလို့ဂျုံမရဲ့နေရသူများခိုင်းစားနေတယ်နေကိုနေမတိဘူးနော် တိုက်ခိုက်ပြီးဆိုမင်းတို့လိုက်ရမယ်အလောက်ကပြည်သူကိုကောက်ွယ်ရမယ်အရောက်အလောက်ရန်သူကိုတိုက်ခိုက်ရမယ်အလောက်မြန်မာပြည်ကြီးစစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ရဖို့မင်းတို့လိုက်ရမှာမအေလို့တွေလက်နဲ့ကန်ပြော ငါတို့တွေကမြန်မာဖက်ဒရယ်ဒီမိုကရေစီကစောင့်နေတာနှစ်90ကျော်တယ်ဘယ်သူမှမပေးဘူးတာတူခွေရတော့မှသူများမပေးဘူးအဲ့ဒါကြောင့်မလို့ငါတို့ရကော့တူလည်းနေမျိုးမြန်မာနိုင်ငံကနေခွဲထွက်တာဒါဘာဖြစ်လို့လဲဟမ်ဒီမြန်မာနိုင်ငံမှာပြည်တော်စုဘက်တော့မှဖြစ်မလာဘူးဘာဖြစ်လို့လဲနေတိလားဗမာတွေကငါတို့ရဲ့တိုင်းရသားတွေကိုတိုင်းရသားခေါ်နေတော့ပြည်တော်စုဘက်တော့မှဖြစ်လာမှာမဟုတ်ဘူးဘာဖြစ်လို့လဲသူတို့တွေကတိုင်းရသားတော့မှသူတို့ကိုသူတို့မခေါ်ဘူးလေလေလာတိလားအုံတော့မရှိရေအုံတော့ရှိအောင်နေလေလာနော် ယူပြလိုက်လူပြလိုက်အဲ့လိုမျိုးမဟုတ်ဘူးခွေးမသားတို့ရေပြီးတော့ပြည်တွင်းပြည်ပရမြန်မာပြည်သူလူထုတွေအားလုံးဒီလိုမျိုးယူတဲ့တဲ့တွေဒီမျိုးအာနာယူတဲ့တွေကိုပြန်မမဆဲနဲ့ပြန်တော့လည်းမတင်နဲ့ ငါတို့တင်လဲဘာဖြစ်လို့လဲဟမ်အာဘာလဲ jealous လို့နေတာလားဟာမနာလို့ဖြစ်နေတာလားနင်းကိုသူများမထောက်ပါတော့လို့နေမနာလို့ဖြစ်နေတာလားဟမ်တမိုက်တိတဲ့လူတွေကတော့ရှင်းမှာပဲနေတားလို့မရဘူးနေကဘာမှမဟုတ်ဘူးနေကကြိုခန်းကျွန်းနော်ခိုင်စားတဲ့ကောင်မတယောက်ပဲသူများအတွက် အာနာယူတာမသေးလို့စရင်ဒီလိုမျိုးအာနာယူတဲ့လေးတွေဟိုဖွဲ့ဒီဖွဲ့နေရလူတဲ့ဖွဲ့တွေလည်းတေးမှာမဟုတ်ဘူးပတ်ပြတ်မှာမဟုတ်ဘူးအတိကအာနာယူမင်းအာနာနဲ့သူရပေါပါဒီအမြင့်ကြီးကိုရအောင်ဖြတ်ဒီကောင်တေးမှာကျန်တဲ့အာနာယူကအားလုံးလည်းတေးမှာ ဟုတ်တယ်လေပြောစားအာဦးမေလည်းဘယ်တော့သိမှာလဲဒါဆိုရင်နော်နေတော့အချင်းချင်းတော့မှမတိုက်ကြတဲ့အပြင်နေတော့အချင်းချင်းတော့မှပြတိုက်ကြနေကြလေမင်းလည်းဘယ်တော့သိမှာလဲပြောစားနေစောပပြဲတော့မှမင်းလည်းမသိသေးဘူးတိလားနော်ဒီမှာမမို့ငါပြောမယ်နော်ငါတို့ကရင်နယ်မြေမှာငါတို့ဘာပဲလို့နေတို့ NUG နဲ့မဆိုင်ဘူး NUG ကိုဆိုင်ချင်တဲ့လက်နဲ့ကဲသမားတွေက NUG လက်နောက်လိုက်နေတဲ့လက်နဲ့ကဲသမားတွေကအယူတွေပဲနော်ဟုတ်တယ်ကရင်လူမျိုးကလေဒီသူများအာဏာသိမ်းမယ်ဆိုရင်သူများတက်လာကြတယ်သူများတက်လာကြပြီးတော့အိုးငါတို့ရဲ့ဒီမိုကရေစီရမယ်ဘာတွေညာတွေရမယ်ဆိုရင်ဗမာတကြကရင်တကြပေးမယ်နောက်ကြတော့ဘာဖြစ်သွားလို့လဲဝေးမပြောဘူးဒီမဆုကြီးခေတ်ကလေးရပဲ NLD ခေတ်ကလေးရပဲပြောမယ်မဆုကြီးကဒီသူ့အာဏာမရ
ခတဲ့ကနော်သူဘာပြောလဲတိုင်းသွားတယ်တိုင်းဟန်တိုင်းတူညီညွတ်ပေးမယ်ပြီးတော့တိုင်းသားတွေကိုသူဒီလိုဒါတွေလောက်ပေးမယ်မဆုကြီး LND ဆိုရ9နှစ်အတွင်းမှာငါတို့ကရေပြည်မှာကြောက်တောက်ဆောက်ခဲ့ဘူးလို့လားငါတို့ကရေနိုင်ငံမှာဘာတွေအကျိုးများလာပြီးနေလို့လေငါတို့ဘုံချုပ်စောဘဦးကြီးတပ်ပုံစောဘဦးကြီးနာမည်နဲ့မှဘာမှတိုက်လို့မရဘူးဒါတွေကအခွဲရေပစ်ပင်တာပဲကရေစစ်တယ်ဆိုရင်ဒါတွေကတိဖို့လိုတယ်နော်ဒါတွေကတိဖို့လိုတယ်နားလေလားမဆုကြီးအဘယ်ဟာကန်ဒါမှာလာတယ်တခြားနိုင်ငံမှာအများကြီးလာတယ်ငါတို့ကရေလူမျိုးအတွက်ဘာတွေလုပ်ပေးနေလို့လဲလို့အခုကြတော့မှအာနာပြသေးတော့မှတန်းတူခွေရေးပေးမယ်ဖက်ဒရယ်ဒီမိုကရေစီရဖက်ဒရယ်ဒီမိုကရေစီဘယ်တော့မှမရဘူးဘာဖြစ်လို့လဲတိလားဗမာလူမျိုးတွေကသူတို့ကိုသူတို့တဲရသားတခါမှမခေါ်လို့ဒီဖက်ဒရယ်ဒီမိုကရေစီတွားမယ်ဆိုရင်ဘဒုကမှလူမျိုးကြီးဝါဒစိတ်ဓာတ်မရှိရဘူးအခုကငါတို့ကရေရတဲရသားငါကချင်တွေကတော့တဲရသားချင်းလက်တဲရသားဗမာကြတာဘာလဲတဲရသားမဟုတ်ဘူးဆိုရင်ဘာလဲသူတို့တွေဒါပဲဘယ်တော့မှပြည်တော်စုစစ်မှတဲ့ပြည်တော်စုဖက်ဒရယ်မရဘူးဆိုတာဒါတွေဟုတ်တယ်လေကော့တူးလေနိုင်ငံသူများကြီးညာလိုက်တယ်သူတို့တအားနာတယ်ဘာဖြစ်လို့လဲသူတို့တွေကဒီမိုကရေစီလိုချင်တယ်ဆိုရင်သူများဘာပဲလို့သူတို့ခွင့်ပြုရမယ်လေအခုကသူများဘာပဲလို့သူတို့လက်ပြီးတော့ဝင်ဖန်တယ်ဘာဖြစ်လို့လဲသူတို့လက်အောက်ခါနေခိုင်းနေတယ်လေသူတို့နဲ့အမြင်မတူဘူးသူတို့နဲ့မပေါ်ဘူးဆိုရင်ဒီလူတွေကသူတို့ရဲ့ယာသူပဲဒါဒီမိုကရေစီမှမဟုတ်တာဒါမေော်လဲကြဆော့လောက်ပေးတာမှမဟုတ်တာရှင်းရှင်းပဲအခုကသူတို့တွေပဲမေော်လဲကိုမကြိုက်ဘူးသူတို့တွေပဲဟိုအာနာယူနေကြတယ်ဒါတော့ငါတို့ရဲ့အမြင်တွေကရှင်းရှင်းပဲလာမစဲနဲ့ဖာတယ်မနော်နေဘဒုကိုလှုပ်ပေးငါတို့နဲ့မဆိုင်ဘူးနေဘဒုကိုပဲဘယ်မှာလဲအကာပေးလို့ငါတို့နဲ့မဆိုင်ဘူးဒါပေမဲ့ငါတို့ကရေဘာပဲလို့အခုကငါတို့ကရေနိုင်ငံမှာမြန်မာနိုင်ငံကနေခွဲထွက်ပြီနော်မြန်မာနိုင်ငံအတွက်စ조사ပေးမယ်ဆိုရင်ဆက်ပြီးစ조사ကရေနိုင်ငံမှာမစ조사ပေးနဲ့ပါဇက်လည်းမဟာနဲ့အောက်ချုပ်ရမှခွဲထွက်လို့ရတာမှမဟုတ်တာနော်ဒီနေရာကိုငါအောက်ချုပ်ရမှငါခွဲထွက်လို့ရတယ်ဆိုတာမဟုတ်ဘူးဟုတ်တယ်NUGနောက်လိုက်နေတဲ့ကရင်တွေလေဗမာကြိုခံချင်လို့ပြောလဲလက်နေတဲ့လူတွေနဲ့လေသူတို့ကိုသူတို့အဆင့်တားရှိတယ်သူတို့ကိုသူတို့ပညာတက်တယ်တကယ်ကြတော့သူတို့လှုပ်တဲ့လှုပ်ရက်ကသူတို့ရဲ့လူမျိုးအတွက်တခုမှမပါဘူးနော်နားလေလားဖာတယ်မနော်မြန်မာပြည်မှာငါတာမမအောင်သူများကိုပညာမတတ်ပါမတတ်လိုက်ပြောပြီးတော့ဆဲဆိုသူစောက်ပတ်တပနဲ့သူများကိုလိုက်ပြီးတော့ပေးစားလှုပ်စားဘယ်သူမှမစားချင်ဘူးတိလားပ
စားချီတဲ့လူကနေပေးစားလိုက်နော်အဲ့ဒီ message ကမမစီမှာပို့ရှိပဲပြောထားပြီးသားငါတို့ဘောချစ်သူဘာပဲလို့နေတော့နဲ့မဆိုင်ဘူးငါတို့နေမြေမှာပဲငါတို့လုပ်တယ်နော်ငါတို့KNUကောက်စောဘာပဲလို့နေတော့နဲ့မဆိုင်ဘူးငါတို့ကရင်ပဲဆိုင်တယ်ငါတို့ကရင်လူမျိုးပဲဆိုင်တယ်နေကရင်မဖြစ်တယ်နေပြောတယ်ကရင်သမိုင်းမသိဘူးကတဲ့ကနော်ကရင်စရေးထဲမှာမပါဘူးနားလဲလားသူများခွဲထွက်တာလဲနားမလဲသူများဒီလိုမျိုးခွဲထွက်တာလဲမနာလို့ဖြစ်နော်စောက်ကျူမဆက်ဘူးနေနော်နေဘလောက်ဘယ်မှာတိုက်နေတော့တိုက်ချီလို့နေတော့တိုက်နေတာအာနာရှင်ကြဆုပ်ဖို့နေတော့လုံနေတာမဟုတ်ဘူးအာနာရှင်ကြဆုပ်ဖို့နေတော့လောက်ပေးမယ်ဆိုရင်ဒီတော်လာရေး9နဲ့သွေးမှာအများအပြားတိုးတက်မှုရှိရမယ်အခုကဘာမှမရှိတဲ့ပြင်ပြိုကွဲနေကြတယ်ဘယ်တော့ကနေပြောနေတဲ့ဗမာပြည်တော်စုဖက်ဒရယ်စိတ်မာတဲ့ပြည်တော်စုရမယ်ဘယ်တော့မှလဲဘယ်တော့မှမရဘူးနေလို့လည်းအာနာရှင်ပဲဘာတွေလာရေးနေလဲ career woman love black boy right ဘာတွေလာရေးနေတာလဲဘဒုရဲ့သူများချစ်ဘဒုမဲ့သူများယူနေလို့လည်းပို့ပါလားနေတော့သွားလို့နေတာမဟုတ်ဘူးလေနေအဖြိုသူတို့သွားလို့နေလို့လားနေအဖြိုသူတို့သွားလို့နေတယ်ဆိုရင်ငါ့ကိုလာတိုင်နော်အေးကရေတမရကရေတိမအခုနေတော့တဲပါကညောဖိုးလေလားပတမောနေပကပတ်တဲလောမဆဲကြပါနဲ့ဆဲရနေပြီးပါလားချင်းခွေးလို့ကြပါကျမတော့မုန်းတရားမရှိဘူးဒါပေမဲ့ဆဲတယ်ဆိုရင်ကျမပြဆဲမှာပဲဆဲပြီးဆိုရင်စိတ်ထဲမှာဘာမှမရှိဘူးရှင်းတယ်နော်လာဘီယာဖာတယ်မဟုတ်တယ်လေပြည်သူတွေဟုတ်တယ်လေငါတို့ကရေတွေခွဲထွက်ပြီးတော့လေသူတို့ကြည့်မရတော့ဘူးလောဝကြည့်မရတော့ဘူးဘုံနဂါဆိုရင်သူတို့ကြည့်မရတာဘာဖြစ်လို့လဲတိလားဘုံနဂါဆိုရင်သူတို့အန်ယူဂျီကသူ့ကိုကြည့်မရတာ तू ကतू လောလာရတဲ့အချိန်မှာမေော်လာကြဆိုမယ်ဆိုရင် तू ကဘာစဉ်းစားလဲဆိုတော့ဗမာဘာလဲပြည်နယ်ကိုထူထောင်မယ်ပြီးမှပြီးတော့စုလုပ်မယ်သူတို့တွေကဗမာပြည်နယ်သူတို့မလို့ချင်ဘူးလေသူတို့ကမူဝါဒရှိနေတယ်ဆိုတော့ဒီလားသူတို့ကလည်းငါတို့ပဲဆိုပြီးတော့ဒီကရေချစ်ချရတော့ကရေချစ်ပဲအမြင်မှမတူတာအမြင်မတူရလဲပြောရမှာပေါ့နော်အခုနေတဲ့သူဘောနကားဆိုရင်သူတို့ဘာဖြစ်လို့တိုက်နေတာလဲဘာဖြစ်လို့ဘောနကားလူတွေကိုသူတို့သိနေတာလဲဆိုတော့သူတို့စိတ်ထဲမှာလူမျိုးကြီးဝါဒရှိလို့ပဲဒါရှင်းပဲနော်ကြုံတဲ့လို့ဖြစ်နေတယ်ဆိုရင်နေ့အလုံးနေဆက်လို့ပြီးတော့ကရေပြည်နယ်ကရေနိုင်ငံကရေဘာပဲလို့နေနဲ့မဆိုင်ဘူးမြန်မာနိုင်ငံအေးချမ်းအောင်နေလို့ပြမယ်ဆက်လို့ပါဘာဖြစ်လို့လဲဆိုတော့အခုကငါတို့ရဲ့ကော့တူလေကတော့ခွဲထွက်ပြီနေလာလို့ပေးစရာမလိုတော့ဘူးမြန်မာနိုင်ငံအတွက်ပဲနေဆက်လို့နော်ကရေကတော့ကရေတွေးပါ तू ကပို့ကရေလေ
ဒါပေမဲ့ကကြီးเจ้าတခါမှမတိုက်ကကြီးเจ้าတခါမှမတိုက်ဘူးတော့လေကကြီးစာတခါမှလည်းမဖဘူးတော့လေကကြီးတမိုင်းတခါမှလည်းမတင်ဘူးတော့လေဒီလိုစကမျိုးပြောတာ तू မရှက်ဘူးပေါ့နော်မရှက်ဘူးပေါ့တမိုင်းတိတဲ့လူကကြီးเจ้าก็တူလေเจ้าတခါမှမသွားဘူးတော့လေဒီလိုပဲतू သွားဘူးတယ် तू တက်ဘူးဟကကြီးเจ้า तू တိုက်ဘူးတယ်ဆိုရင်တမျိုးတခါမတိုက်ဘူးလေကျုံမနော်ခေညူလည်းနေဆဲစရာမလိုဘူးခေညူကသူတို့ငါတို့နေမြေမှာပဲငါတို့ကရေလူမျိုးတစ်မျိုးသားလို့ကငါတို့နေမြေမှာပဲငါတို့နေတယ်နေတော့မှသူများနေမြေမှာလာကစားပြီးတော့လေသူများကိုပြပြီးတော့စော်ကားရဲကလေးကတော်တော်လေးတတိရှိတယ်အဲ့ဒီကလေးကငါတို့သိထားပြီးသားနေတို့တွေကဘယ်လိုလူမျိုးလဲဆိုတာငါတို့ကရေတွေကလေသူများတမျိုးစားပြီးဆိုရင်ဘယ်တော့မှဂျေစုကိုပြမစော်ကားဘူးတိလားအခုကနေတော့နေမြေဘယ်မှာလဲငါ့ကိုပြစားဘယ်မှာလဲနေတော့ရဲ့နေမြေသူများနေမြေမှာလာကစားပြီးတော့ဘာနေမြေမှာထိချုံမရဘာမှမရအလူငွေလိုက်တောင်းနှိမ့်တိုင်းညတဲ့၃နှစ်အတွင်းမှာလှုပ်ပေးမယ်အခုက9နှစ်ဘာမှမအောင်မြင်မတိုးတဲ့အဆင့်မရှိသူတို့တွေအချစ်ချစ်ပဲပြာရာဖြစ်ပြီးတော့ပြုံချဒီလူကငွေစားတယ်ဒီလူကလေစားတယ်ဒီလူကတော့စီရေးမလုပ်ဘူးဘာတွေညာတွေဘာတွေလာမင်းနေတာလဲဇော်မျိုးမင်းကကိုလုံးတိလားငါပြောနေတာငါမတိလို့ငါဘယ်လိုပြောမလဲငါတိလို့ပေါ့နော်ငါတိလို့ပေါ့နော်ဒါကတော့မမို့အတွက်နော်ငါတို့ကရေလူမျိုးလာမစော်ကားနဲ့ငါတို့ကရေလူမျိုးငါတို့ကရေလူမျိုးဘာပဲလှုပ်ဘာပဲနေလို့နဲ့မဆိုင်ဘူးနော်အခုနေလမမို့ကနေပွဲလော